ကျမတို့မူရပါစားခင်ဗျာဒီနေ့တော့ကျွန်တော်ဂေါ်လခါရွက်တစ်မျိုးရဲ့အသုံးပြုပြီးဈေးဘိုးတက်တာအာဟာရပြေဝပြီးအရသာရှိလာတဲ့ဟင်းမဲ့သုံးခုကိုချက်ပြပေးမှာဖြစ်ပါတယ်အသေးရွက်ဆိုတာကလည်းကျွန်တော်တို့တစ်နေ့တာထမင်းသုံးနှံမှာမဖြစ်မနေပါဝင်တဲ့အစားအစာတစ်ခုပဲဖြစ်ပါတယ်ရေုံစောဂေါ်လခါရွက်တုပ်ဖို့အတွက်ရေနွေးကိုတည်ထားပါမယ်ကျွန်တော်တို့တောင်ပေါ်မှာတော့ဂေါ်လခါရွက်ကိုပိတ်တဲ့ချိန်နဲ့ရောင်းတာဖြစ်ပါတယ်ဒါကတော့တပိတ်တာပါဂေါ်လခါရွက်အစားကုတေတာမှာလွယ်လွယ်ကူကူရနိုင်တယ်ဥပမာကစွန်ရွက်လိုမျိုးအသီးရွက်တစ်ခုခုကိုလည်းအစားထိုးချက်ပြုတ်နိုင်ပါတယ်တင်ထားတဲ့ဂေါ်လခါရွက်တွေကိုတော့ရေနှစ်ထပ်သုံးထပ်နဲ့ဆေးကြောထားပါမယ်ရေနွေးဆူလာတဲ့အခါအစိမ်းရောင်မပြောင်းဖို့နဲ့ကျွတ်ဆန့်နေဖို့အတွက်စီနှင်းငယ်နဲ့ရှာလကရည်နှင်းငယ်ထည့်ပါတယ်ဟင်းသုံးခွက်ချက်မှာဖြစ်တဲ့အတွက်ကြောင့်သုံးပုံပုံပြီးတစ်ပုံကိုရေနွေးဖြောပါမယ်10မိနစ်ကြော်သာရေနွေးဖြုတ်ပြီးရေအေးတဲ့ကိုပြန်လည်ဆယ်ယူထားပါမယ်။ပဲဘုတ်တစ်ချက်ထည့်ထားပါတယ်။အရင်တစ်ခေါက်ကဂေါ်လခါရွက်အချို့တုပ်ပြခဲ့ပူပါတယ်။ဒီတစ်ခေါက်မှာတော့ချင်းငယ်ဆက်အရသာလေးတုပ်ပြပေးမှာဖြစ်ပါတယ်။ကျွတ်သွန်နီတစ်ဦးနဲ့ခရမ်းချင်နီတစ်လုံးတို့ကိုပပလီထားပါမယ်။ကျွတ်သွန်ဖြူကိုတော့ဟင်းသုံးခွက်စာလုံးအတွက်ထောင်းထားပါမယ်။ဂေါ်လခါရွက်အတုပ်အတွက်ကိုတော့ကျွတ်သွန်ဖြူတစ်စုံယူပြီးစီချက်တက်ပေးပါမယ်။အိုးပူပေးအိုးပူလာရင်စီထဲကစီပူလာရင်ကျွတ်သွန်ဖြူထည့်ပါမယ်။မြုပ်သီးမုံနဲ့ခါရဲထည့်ပြီးစီတက်ပေးပါမယ်။အတုပ်တုံနေတော့မှဟင်းအိုတဲထားဖို့ပြင်ဆင်ပါမယ်။ကျွတ်သွန်ဖြူဆန်လုံးမုံရေထည့်ပြီးရေစုပွက်လာတဲ့အထိတဲထားပေးလိုက်ပါမယ်။ဟင်းကိုတည်ထားတော့မှဂေါ်လခါရွက်တုပ်ထားပါမယ်။ရေဖြောထားတဲ့ဂေါ်လခါရွက်ကိုတော့ရေညှစ်ထားမှာဖြစ်ပါတယ်။ကြက်သွန်နီခရမ်းချင်သီးနဲ့ပဲပုတ်ချီထည့်ပါမယ်။နန်းနန်းကြိုင်ညှက်ထည့်နိုင်ပြီးတံမြာရည်နဲ့ငယ်ထည့်ပါမယ်။မြုပ်သီးလုံမုံကိုတော့နှစ်သက်တဲ့လောက်ပမာဏထည့်နိုင်ပါတယ်။ပြီးရင်တော့တမအောင်နေပေးရပါမယ်။ဒါဆိုရင်တော့ကျွန်တော်တို့မြန်မာတွေအကြိုက်ချင်းငယ်ဆက်ရတာနဲ့ဂေါ်လခါရွက်တုပ်လေးရရှိပြီဖြစ်ပါတယ်။ရေနွေးလဲဆူလာပြီဆိုရင်တော့ဂေါ်လခါရွက်ခတ်ပါမယ်။ရွက်ခတ်ပြီးရင်တော့အကြိုက်တဲစရာမလိုပဲ10မိနစ်ကြော်မွေပြီးရနဲ့အပေါ်ငယ်မီကမီးဖို့ပေါ်ကပြန်ချထားပါမယ်။နောက်ဆုံးတစ်ခွက်ဖြစ်တဲ့ဂေါ်လခါရွက်ကြော်ကိုပြင်ဆင်ပါမယ်။အိုးပူပေးအိုးပူလာရင်စီထက်ကကျွတ်သွန်မျိုးထက်ကစီတက်ပေးပြီးအရွက်တွေထည့်ပါမယ်။ညဝဲကာလာလာဖို့အတွက်ငရုတ်သီးနီတောင်ကိုလည်းထက်ချမ်းခွဲပြီးထည့်ထားပါတယ်။အသားငါးတွေမှမဟုတ်ပဲကျွန်တော်တို့တစ်နေ့တာလိုအပ်တဲ့အာဟာရဓာတ်တွေအတွက်အခုလိုအသီးရွက်တွေကိုလည်းကျန်းမာရေးနဲ့ညီညွတ်စွာချက်ပြုတ်စားတောင်းမယ်ဆိုရင်တော့အာဟာရပြေဝပြီးဈေးဘိုးလည်းချွေတာနိုင်မှာဖြစ်ပါတယ်။ဂေါ်လခါရွက်နဲ့မှမဟုတ်ပဲတခြားအသီးရွက်တွေနဲ့အရသာရှိအောင်ချက်ပြုတ်ဖို့စိတ်ကူးကောင်းတွေရရှိမယ်လို့လည်းမျှော်လင့်ပါတယ်။ဆုံးဖြတ်ရှုပေးကြတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ရက်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်ကတော့စောအိုင်းစီပါ။